တယူဟင်းပွဲတွေထဲမှာမပါမဖြစ်နာမည်ကြီးလာတဲ့လှစစ်ကြီးတင်းလို့ခေါ်တဲ့ထုံထုံဆက်ဆက်ကြောက်ဆက်ကြော်လုံးလေးကိုမျှဝေပေးပါမယ်။အရင်ဆုံးကြက်ပေါင်သား၃လုံးကိုအလဲကနေကကြီးလေးနဲ့ညှက်ပေးပြီးတော့အယိုးထုတ်ထားပေးလိုက်ပါမယ်။ပြီးသွားရင်တော့ကြော်လိုကောင်းအောင်လို့အတုံးလေးတွေဖြစ်အောင်တုံးထားပေးလိုက်ပါ။ဂျင်းကျက်သွန်ဖြူစားချက်သားမုံငရုတ်ကောင်းကုကင်းဝိုင်ပဲငတ်ပြားရဲ့အကြီးကြက်ဦးအနှဲထည့်ပေးပြီးသွားရင်တော့ကော်မုန်းထည့်ပြီးတေချာလေးနှံ့သွားအောင်နှဲထားပေးလိုက်ပါမယ်ပြီးရင်စီလေးဖြန့်ပြီးနိုင်ဝက်လောက်နှက်ထားပေးလိုက်ပါနောက်ထပ်ငရုတ်သီးလေးတွေကိုပကံလုံးထဲမှာထည့်ပေးပြီးကက်ကြီးလေးနဲ့တေချာလေးညှက်ထားပေးလိုက်ပါမယ်ညက်ပြီးသွားတဲ့ငရုတ်သီးလေးတွေကိုတန်ရှင်းသွားအောင်နဲ့ကြော်ရင်းမခါသွားအောင်လို့ရေနွေးလေးနဲ့စိမ်ပြီးဆေးထားပေးလိုက်ပါမယ်ပြီးရင်ရေစစ်ထားပြီးချင်းရှစ်သွန်ဖြူခွာကြောက်စေနှံကျက်သွန်မိတ်တို့ကိုပြင်ဆင်ထားပေးလိုက်ပါမယ်အိုးတွေကိုစီထည့်ပေးပြီးစီပူလာပြီးဆိုရင်တော့ခုနကနှက်ထားတဲ့အသားလေးတွေကိုနည်းနည်းချင်းစီထည့်ပြီးတော့ကြော်ပေးလိုက်ပါမယ်ရွှေအောင်နှဲငယ်တန်းလာပြီးဆိုရင်တော့ဆယ်ပေးပြီးတော့စီစစ်ထားပေးလိုက်ပါမယ်စီပူအောင်ထပ်ထည့်ပေးပြီးတော့ဒုတိယတစ်ခေါက်ထပ်ကြော်ပေးလိုက်ပါမယ်ကျွတ်ကျွတ်လေးဖြစ်လာပြီးဆိုရင်တော့ဆယ်ထားပေးလိုက်လို့ရပါပြီစီပူလာပြီဆိုရင်တော့ချင်းကျက်သွန်ဖြူဟွာကြောက်စေးတို့ကိုထည့်ပြီးအနံ့မွေးလာတဲ့အထိကြော်ထားပေးလိုက်ပါမယ်ပြီးရင်ငရုတ်သီးထည့်ပြီးမီအေးလေးနဲ့ပဲကြော်ပေးရပါမယ်မီရမ်းပြီးရင်ခါသွားမှာဆိုလိုပါအနံ့မွေးလာပြီဆိုရင်တော့ခုနကကြော်ထားတဲ့ကြက်သားနဲ့ကြက်သားမောင်းတစ်စွန်းထည့်ပြီးတော့တေချာလေးနှံ့သွားအောင်မွေးပေးလိုက်ပါမယ်နောက်ထပ်အနံ့လေးမွေးပြီးတော့ပိုထုံသွားအောင်လို့ဟွာကြောက်စီလေးနဲ့ငယ်ထည့်ပေးလိုက်ပါမယ်နောက်ဆုံးကြက်သွန်မိန်နဲ့နန်းလေးထည့်ပြီးသွားရင်တော့တမသွားအောင်လို့တေချာလေးမွေးပြီးကြော်ပေးလိုက်ပါမယ်ဒါဆိုရင်တော့အရန်မွေးပြီးစားလို့ကောင်းတဲ့ထုံထုံဆက်ဆက်ချက်6ဆက်ကြော်လေးကိုရပါပြီလောက်ရလွယ်ကူပြီးစားလို့ကောင်းတာမို့လို့လိုက်လို့စားကြည့်ကြပါဦးနော်